ခုတလောလူတွေကြားမှာလည်းရန်နာမည်ကြီးနေပြီးတော့ကျွန်တော်ရဲ့ new feed ပေါ်မှာလည်းအများကြီးတက်နေတဲ့ဒီ Labubu unboxing video လေးတွေကိုအရင်သဘောကျရတယ်ကျွန်တော်ကိုယ်တိုင်လည်း Labubu ရဲ့ Big Into Energy ဆိုတဲ့တစ်ဆက်လုံးကိုဝယ်ခဲ့ပါတယ် so let's unbox this together and by the way ကျွန်တော်ရဲ့မွေးနေ့လည်းနီးလာပြီဆိုတော့ဒီ video ရဲ့အဆုံးမှာ giveaway လေးတစ်ခုထည့်ပေးထားပါတယ်It was at this moment that he knew he fucked up. ဖောက်ရင်းနဲ့အောက်ကနေဖောက်အောင်အပေါ်ကနေဖောက်လိုက်မိပါတယ် It's okay. So let's start. ဒီကောင်လေးကတော့ luck ဖြစ်ပါတယ်ပန်းရောင်လို cotton candy လိုပုံစံလေးနဲ့နာမည်ကတော့ loyalty ပါပြောင်လေးနဲ့နာမည်ကတော့ hope ပါ next one နောက်တစ်ခါကတော့နီအောင်လေးနဲ့ love ပါso channel နှစ်ဘူးတော့မဖောက်တော့ပါဘူးဘာလို့လဲဆိုတော့ဒီထဲကတဘူးကိုခုဒီ video မှာကျွန်တော်ရဲ့မွေးနေ့အတွက် giveaway ပေးသွားမှာဖြစ်ပါတယ်ဒီ giveaway ကို join ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook TikTok နဲ့ YouTube channel တွေအကုန်လုံး like and subscribe လုပ်ပေးထားပါမယ် and အခု video public နဲ့ share ပေးမှာဖြစ်ပြီးတော့ဒီ video ရဲ့အောက်မှာခုန platform 3ခုလုံးကို follow ထားကြအောင် comment လေး man ပေးခဲ့အောင်ပါပဲ giveaway date ကတော့ကျွန်တော်ရဲ့မွေးနေ့ October 10 ရက်နေ့မှာဖောက်ပေးသွားမှာဖြစ်ပါတယ်ခုကျွန်တော်ဖောက်သွားတဲ့ color တွေထဲမှာလည်း secret မပါသေးဘူးဆိုတော့ဒီ giveaway ပေးမဲ့ဟာလေးကလည်း secret ဖြစ်နေနိုင်ပါတယ်အဲ့တော့ဒီ video ကတော့ဒီလောက်ပါပဲ and ကျွန်တော်ရဲ့ birthday giveaway ကို join သွားမယ့်လူတွေအကုန်လုံးလည်း go like ပါလို့ပြောရင်းနဲ့ I will see you guys in the next video bye bye